မျိုးသားဖြစ်သူကသူ့ဇနီးရဲ့ထီလက်မှတ်ကိုစစ်ပေးရင်းနဲ့ဒေါ်လာတန်း800ပေါက်နေတာကိုသိသွားတယ်။ဒါပေမဲ့သူကဇနီးဖြစ်သူကိုချက်ချင်းမပြောပြဘူး။အဲ့ဒီအစားဒီထီစုငွေအားလုံးကိုသူတို့သားအမိ2ယောက်တည်းယူဖို့အတွက်သူ့အမေစီကိုတိတ်တဆိတ်ဖုန်းဆက်ပြီးအကြံထုတ်တော့တာပဲ။တကယ်တော့အဲ့ဒီထီလက်မှတ်ကသူ့ဇနီးကုမ္ပဏီကလုပ်ထားတဲ့နောက်ပြောင်တဲ့ထီလက်မှတ်အတုဆိုတာကိုသူတို့မသိကြဘူး။မနေ့ကတင်ပဲဇနီးဖြစ်သူကအဲ့ဒီကုမ္ပဏီမှာအစုရှယ်ယာရှင်ဖြစ်လာခဲ့ပြီးဒေါ်လာတန်း800တန်ဖိုးရှိတဲ့ကုမ္ပဏီရှယ်ယာတွေကိုရရှိထားတာပါ။သူ့လုပ်ဖော်ကိုင်ဘက်တွေကသူမရဲ့အောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ဒီထီလက်မှတ်အတုနဲ့ဆောက်နောက်ခဲ့ကြတာဖြစ်ပေမဲ့ယောက်ျားဖြစ်သူနဲ့ရောက်ခမက်ဖြစ်သူကဒီလောက်အထိအတီးယူသွားကြလိမ့်မယ်လို့ဘယ်သူမှမထင်ထားခဲ့ကြဘူး။ဒါကိုမြင်တော့အမျိုးသမီးကအမှန်တရားကိုရှင်းပြဖို့ရှေ့တိုးလာပေမဲ့သူမကိုဘေးကိုစောင့်တွန်းပစ်လိုက်ကြတယ်။ယောက်ျားနဲ့ရောက်ခမကသူမထီလက်မှတ်ကိုပြန်လူသွားမှကြောက်နေကြတာလေ။ပြီးတော့လက်ထဲရှိတဲ့သူကပိုင်ရှင်ပဲဆိုပြီးအရှက်မရှိပြောကြသေးတယ်။နောက်ဆုံးမှာရောက်ခမဖြစ်သူကစုငွေကိုတယောက်တည်းရအောင်ဇနီးဖြစ်သူကိုအရင်ကွာရှင်းလိုက်ဖို့သူ့သားကိုအကြံပေးတော့တာပဲ။သူတို့မိသားစုကအခုတော့ဘီလီယံနာတွေဖြစ်နေပြီမို့ဒီမိန်းမဟာသူတို့မိသားစုအတွက်ကလေးမွေးပေးဖို့တောင်မထိုက်တန်တော့ဘူးလို့စော်စော်ကားကားပြောလာတယ်။ဒါကိုကြားလိုက်ရတဲ့အမျိုးသမီးကအရန်တုန်လှုပ်သွားပြီးသူ့ယောက်ျားနဲ့ရောက်ခမကဒီလောက်အထိရက်ဆက်တက်လိမ့်မယ်လို့မယုံနိုင်အောင်ဖြစ်သွားရတယ်။သူမရင်ကွဲမတက်ခံစားနေရတော့မှပဲသူမရဲ့အရင်းနှီးဆုံးတငယ်ချင်းကရုတ်တရက်ရောက်လာပြီးယောက်ျားဖြစ်သူရဲ့ရင်ခွင်ထဲကိုတန်းပြေးဝင်သွားတယ်။ယောက်ျားကတန်း800ပေါက်ထားတယ်ဆိုတာသိတော့အဲ့ဒီတငယ်ချင်းကပို့ပြီးတော့တောင်ပြပြတလဲဖြစ်လာပြီးကိုဝင်းစစ်ဆေးတဲ့တစိမ့်ကိုထုတ်ပြကဘိုက်ထဲမှာဒီယောက်ျားရဲ့ကလေးရှိနေပြီလို့ပြောလာတယ်။မျိုးသမီးကဒေါသတကြီးနဲ့ရှင်းပြခိုင်းတော့တငယ်ချင်းဖြစ်သူကနင်အလုပ်တွေရမ်းများနေတဲ့ရက်တွေမှာငါကပဲနင့်ယောက်ျားကိုအဖော်ပြုတ်ပေးခဲ့တာလို့မောက်မောက်မာမာပြန်ပြောတယ်။ရောက်ခမဖြစ်သူကလည်းဒါကိုအစကတည်းကသိနေပြီးသားဖြစ်တဲ့အပြင်ဒီတငယ်ချင်းကမှသူ့ရဲ့စိတ်တိုင်းကြချွေးမဆိုပြီးဇနီးဖြစ်သူရှေ့မှာတင်ချီးကျူးနေတော့တယ်။ယောက်ျားဖြစ်သူကလည်းအဲ့ဒီတငယ်ချင်းကိုဖတ်ထားပြီးသူမကမှသူ့ရဲ့အချစ်စစ်ဖြစ်ကြောင်းအဲ့ဒီတော့တငယ်ချင်းအတွက်နေရာဖယ်ပေးဖို့ချက်ချင်းကွာရှင်းပေးဖို့ပြောလာတယ်။ဒါတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အမျိုးသမီးကဒီလူ3ယောက်ရဲ့ရုပ်မှန်ကိုအပြီးတိုင်မြင်သွားတော့တယ်။ဒါကြောင့်သူမကထီလက်မှတ်ဟာအတုဖြစ်ကြောင်းကိုလည်းမပြောတော့သလိုသူမမှာတန်း800တန်ရှယ်ယာတွေရှိနေတာကိုလည်းလုံးဝမပြောဖို့ဆုံးဖြတ်လိုက်တယ်။ဒါတောင်မှရောက်ခမနဲ့ယောက်ျားကသူမကိုအဝတ်တစ်ထည်ကိုတစ်ခုနဲ့အိမ်ပေါ်ကဆင်းသွားဖို့အရှက်မရှိတောင်းဆိုကြသေးတယ်။တကယ်တော့အဲ့ဒီအိမ်ကအမျိုးသမီးကိုယ်တိုင်ဝယ်ထားတဲ့အိမ်ဖြစ်လို့ဒီလိုကျေးဇူးကမ်းတဲ့သူတွေကိုသူမကအိမ်မပေးနိုင်ဘူး။ကွာရှင်းချင်ရင်ကွာပေးမယ်။ဒါပေမဲ့အိမ်ကိုတော့ပြန်ပေးရမယ်။မဟုတ်ရင်တော့တရားဥပဒေအရထီပေါက်တဲ့ပတ်စံရဲ့တဝက်ကိုရအောင်တောင်းပြီးအချိန်ဆွဲထားမယ်လို့ပြန်ပြောလိုက်တယ်။ထီစုငွေကိုမျှော်နေတဲ့ယောက်ျားကဒေါသတကြီးနဲ့တရားစွဲမယ်လို့ချင်းချောက်ပေမဲ့ဇနီးဖြစ်သူကသူတို့ဖောက်ပြန်နေတဲ့အထောက်အထားတွေသူ့မဖုန်းထဲမှာရှိနေတယ်။ဥပဒေကဘသူဘက်ကလဲဆိုတာကြည့်ကြတာပေါ့လို့အေးအေးဆေးဆေးပဲပြန်တုံ့ပြန်လိုက်တယ်။ဒါကိုမြင်တော့ရောက်ခမကသူမကိုအရှက်မရှိတဲ့မိန်းမသူတို့ပတ်စံကိုလောဘတက်နေသူလို့ပြောင်းဆွဆွဲတော့တယ်။ဒါပေမဲ့အမျိုးသမီးကသူမပတ်စံကိုမမှတ်ဘူး။အိမ်မဲလိုချင်တာအိမ်ရရင်ချက်ချင်းကွာပေးမယ်လို့ပြောတယ်။အဲ့ဒီမှာရင်အချောင်းနိုင်မဲ့တငယ်ချင်းမကငါတို့မှာတန်း800ရှိနေတာပဲ။အိမ်ကိုပေးလိုက်ပါလို့တိုက်တွန်းတော့တာပဲ။ဒါနဲ့သူတို့3ယောက်သဘောတူလိုက်ကြပြီးယောက်ျားဖြစ်သူကအိမ်ကိုဇနီးဖြစ်သူနာမည်ပြောင်းပေးလိုက်ကကွာရှင်းစာချုပ်မှာလက်မှတ်ထိုးလိုက်ကြတယ်။အိမ်ကထွက်သွားတဲ့အချိန်မှာယောက်ျားကငါဘီလီယံနာဖြစ်သွားရင်ငါ့ကိုလာမပတ်သက်နဲ့ဦးလို့မောက်မောက်မာမာသတိပေးပြီးသူ့အမေနဲ့အဲ့ဒီတငယ်ချင်းမကိုခေါ်ကအကောင်းစားစားတောက်ဆိုင်မှာသွားပြီးအောင်ပွဲခံကြတယ်။တစ်ဖက်မှာလည်းအမျိုးသမီးကအိမ်မှာကြံခဲ့တဲ့သူတို့ပစ္စည်းတွေကိုထုတ်ပိုးရင်းယောက်ျားဖြစ်သူကသူမရဲ့ကက်အပူကိုတုံးပြီးစားတောက်နေတာကိုသိသွားတယ်။သူမချက်ချင်းပဲဘန်ကိုဖုံးဆက်ပြီးကက်အားလုံးကိုပိတ်ပစ်လိုက်တယ်။ဒါကိုမသိတဲ့ယောက်ျားဖြစ်သူကရတနာဆိုင်မှာသူကြီးစားတဲ့အတွက်တန်းနဲ့ချီတန်းနဲ့လက်ဝတ်ရတနာတွေဝယ်ဖို့ကြွားဝါနေတုန်းကက်ကအသုံးမပြုနိုင်တော့တာကိုသိလိုက်ရပြီးအကြီးအကျယ်ရှက်သွားတယ်။ဇနီးဟောင်းစီဖုံးဆက်ပေမဲ့လည်းအပိတ်ခံထားရတယ်။မိန်းမတစ်ရှိမှအရှက်မကွဲချင်တာနဲ့သူကအတိုးကြီးတဲ့မှောင်ခိုစီကနေ9တန်းချေးပြီးရတနာတွေကားကောင်းစားတွေနဲ့တခြားအသုံးဆောင်တွေကိုဝယ်လိုက်တော့တယ်။ဟိုတငယ်ချင်းမကလည်းမသိနားမလဲပဲဗီဒီယိုတွေရိုက်ပြီးအမျိုးသမီးကိုကြွားနေတာပေါ့။အမျိုးသမီးကတော့သူတို့တွေဒီထက်ပိုပြီးအယူအမှုသုံးဖြန်းကြဖို့ပဲဆူတောင်းနေတာ။နောက်ဆုံးမှာတော့ထီစုငွေထုတ်မဲ့နေ့ရောက်လာပါပြီ။အဲ့ဒီမိသားစုကထီလက်မှတ်ကင်ပြီးပျော်ပျော်ကြီးစုငွေထုတ်ဖို့ပြင်ဆင်နေချိန်မှာအမျိုးသမီးကတော့ဘေးကနေသူတို့ဘလို့ဖြစ်ပျက်သွားမလဲဆိုတာကိုစိတ်ဝင်စားနဲ့စောင့်ကြည့်နေပါတော့တယ်။